သူငယ်ချင်းတွေကကောင်းကောင်းဆက်ဆံမှာကောင်းကောင်းလေးပြုမှုပြောဆိုတာဒါပြန်ပြော In the heart of numerous IDP camps, where hope and resilience intertwine, we find children who spend their entire childhoods in displaced contexts. Parents faced with many causes and challenges to meet their children's needs. These young souls face adversity, uncertainty, and inadequate nurturing care. But within these challenges lies an opportunity. We, the Pandulat Foundation, delve into the Early Childhood Care and Development Project, a beacon of hope for families residing in 10 IDP camps across Waimo and Nijina. We aim to empower parents and caregivers. They play a vital role in shaping the future of their children, and we aim to promote our little children. They develop resilience through play activities, which allow children to thrive physically, socially, and emotionally. Empowering parents and caregivers. We empower parents twice a month with insights into holistic child development. In 10 camps, parents engage in discussions, learning, and bonding. We equip them with knowledge and skill to improve their personal well-being, and they become the nurturing anchors for their young children's healthy development. ဒီပန်းပြိုးလက်မဝင်တဲ့အချိန်မှာကတော့နော်ဒီကလေးနဲ့မိဘကြားမှာဆက်ဆံတာနော်မိဘတွေကနော်ကလေးတို့ကိုနော်ဟာလာချိုးချိုးစကားချိုးချိုးတာတာမပြောတတ်ဘူးတုတ်ကင်တာပေါ့နော် ကလေးတွေကိုဆဲစရာရှိရင်လည်းဆဲပလိုက်တာတို့လူရှိမှလည်းမရှောင်ရိုက်ပြစ်လိုက်တာတို့ဒါမျိုးတွေတော့ရှိခဲ့တာပေါ့ကလေးတွေအပေါ်မှာနည်းနည်းလေးစိတ်ရှည်ရမယ့်ဟာကိုလည်းစိတ်မရှည်တာမျိုးတော့မလိုလားပဲနဲ့ပေါ့ကိုစိတ်မကြင်မလင်ဖြစ်တဲ့ကလေးတွေအပေါ်မှာပုံပြီးရောက်သွားတာမျိုးတွေရှိပါတယ်လို့မိဘတွေရဲ့စိတ်ခံစားချက်ကရောက်တော့ဘယ်လိုပြောမလဲဆိုတော့ဒေါသတွေကြီးနေတဲ့ဟာမျိုးတွေပေါ့နော်အများတန်းလိုပေါ့နော်ဒီမကျင်တဲ့ချက်တွေကများနေတယ်လို့ပုံစံမျိုးနဲ့ပေါ့နော်အများတန်းပဲပြုံးရွှင်နေဆိုတဲ့ဟာမျိုးတစ်ခါမှမကြုံရဘူးလို့ဖြစ်တယ်အရင်ကဒီပန်းပြုတ်လက်မှာမကြခင်ပေါ့ပန်းပြုတ်လက်မကြခင်ကျတော့ကျမဒေါသတာအကြည့်တယ်ပေါ့နော်ဒေါသကြီးတယ်ဒါပေမဲ့ကလေးကိုဆုံးမတဲ့အချိန်မှာနည်းနည်းမားတယ်ပေါ့အဲ့လိုမျိုးတွေမားတဲ့ခါကျတော့အော်ဆရာမလာတင်တဲ့ခါကျတော့နော်အော်ကိုတမီးကကိုကဒီလိုဆိုရင်ကလေးလည်းအဲ့ပဲထွက်လာမယ်ပေါ့အဲ့မျိုးတွေပေါ့နော်အများကြီးမြင်ရတယ်ပေါ့နော်ကျွန်တော်ကိုလည်းစိတ်အသက်နိုင်ဆုံးရှို့တယ်ပေါ့နော်ကလေးတွေပေါ်မှာစိတ်အရှိဆုံးထားပြီးမှပဲအဲ့လိုမျိုးပြည့်စုံနေပါတယ်လို့ဝတ်တာပါတယ်အဲ့ဆိုကလေးကိုဆုံးမတဲ့ကစူပူကျိမ်းမောင်းမန်မဲပြီးမှဟိုဆုံးမတာကနေအခုအဲ့ဒါနည်းနည်းတော့ရှော့လာတယ်ပေါ့အဲ့ဝမ်းတာတယ်ကလေးတွေကလည်းအရင်ကဆိုလို့ရှိရင်ဘယ်ကအသိပညာမှမရတဲ့အခါကျဘယ်လိုပြောရမလဲသွားလာတယ်နေထိုင်တယ်အစပေါ့နော်အကုန်လုံးကလေးဒီမှာလဲအဲ့လိုမျိုးရိုက်တာတို့အဲ့လိုမျိုးတွေရှိခဲ့ပါတယ်ဒီကမှာဒီပန်းပြိုးလက်မဝင်တဲ့အချိန်မှာဆိုရဟိုဗာလဲပတ်ဝန်းကျင်တော့အိမ်နီးနားချင်းလဲတော့အဲ့မျိုးခဏခဏရန်ဖြစ်တာပေါ့ဆရာတယောက်အကြောင်းတယောက်ဟိုဘက်ကိုပြောအဲ့မျိုးအုပ်စုဖက်ပြီးမှပြောအဲ့မျိုးမဟုတ်ဟုတ်ကတွေပြောတော့အဲ့လိုမျိုးရှိတယ်လို့ဆရာ က
လေးတွေကြတော့ပြောင်းလဲတာတွေဆိုလို့ရှိရင်ဥပမာပေါ့နော်သူတို့ကန်ထဲကနေထွက်လာခဲ့တဲ့ကလေးတွေလည်းဖြစ်တဲ့အတွက်ကြောင့်ရောကြောင့်ပေါ့နော်သူတို့ဒီမှာရောက်တော့ဒီအခုပန်းပြိုလက်တွေဝင်တာရောဆိုလိုက်တော့သူတို့ကဘဟုတုတကတော့အကုန်လုံးဒီပါလို့ပေါ့ကျွယ်လဲကျွယ်ဝကြတယ်သူတို့လူကြီးမိဘတွေကိုပြန်ပြောတာမျိုးတွေဘာတွေမရှိဘဲနဲ့ပေါ့နော်သူတို့ပြောချင်တဲ့ဟာမျိုးလေးတွေကိုပြောတယ်သူတို့ဖြစ်ချင်တဲ့ဟာလေးတွေလည်းဖြစ်တယ်ပေါ့နော်အဲ့ရတော့မိဘကလည်းအပြန်အလှန်သားသမီးတွေနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့လည်းဖြစ်တယ်ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီပန်းပြိုးလက်ဝင်ပြီးနောက်မှာဆိုလို့ရှိရင်ကလေးတွေလည်းလူကြီးကိုလူကြီးမှန်းသိတာအဲ့လိုကိုမိသားစုမှာဆိုလဲကိုတငယ်ချင်းအပေါင်းအသင်းမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးရိုးရိုးတဲတဲကောင်းကောင်းမွန်မွန်ကိုအနေထားနဲ့ကိုပေါ့နော်အဲ့လိုမျိုးကလေးတွေလည်းပညာတွေရလာခဲ့တာတွေကိုကြာအများအပြားတွေ့မြင်ရပါတယ်ဆရာPlaygroup activity for young children and nutritious feeding. We selected children's leaders and they undergo a 3-day training. We equipped them to create magical playgroup section. Bi-weekly, children feast on nutritious meals during playgroup activities. ပန်းပြိုလက်တွေပုံပြင်ရင်ပြောတယ်နာမည်တွေခေါ်တယ်ပုံပြင်ပြောပြီးကစားရတယ်ပြီးရင်ဟလဲဆရာမဟလဲပုံပြင်ထဲမှာဘာတွေကစက်ကောင်ဘာတွေကစက်ဖို့ဆိုတာပြောတယ်တယောက်ကိုတယောက်ဘယ်လိုကူညီရင်ဘယ်လိုခန်းစားချက်တွေရလဲဆိုတာပြောပြတယ်ခေါ်ရောက်ခေါ်ဆော့တယ်ပြီးရင်မုတ်တွေရောကျွေးရတခါတလေကြအဲ့လိုမျိုးဂိမ်းတွေရောဆော့တယ်ပုံပြင်ရဖက်ပြတယ်တချင်းတွေဆိုရယ်အဲ့လိုအရင်ကောင်းပါတယ်ဆော့ခိုင်းတယ်မုံဟင်းကားတွေမုံတွေကျွေးတယ်အယုတ်တွေနဲ့လဲဆော့ခိုင်းတယ်ဒီပန်းပြိုးလက်ဆိုတာနဲ့ကိုသူတို့စိတ်ထဲမှာပျော်ရွှင်မှုဆိုတာရတယ်သူတို့မှာတကယ်လည်းအရန်ကိုကောင်းပါတယ်လို့ကလေးတွေဆိုတာအပြစ်ကင်းတယ်ဘယ်ဟာမဆိုရင်သူတို့တွေဖွင့်ပြလက်ရှိရပါတော့သူတို့ရီမန်းချက်တော့အဲ့လိုမျိုးတွေပေါ့ပြောင်းလဲလာကြတော့သူတို့မှာတန်ရှင်းမှုရှိလာတယ်စိတ်သက်ပိုင်းဆိုင်ရာတွေလည်းအကုန်ပြောင်းလဲလာပါတယ်လို့သူတို့မှာတယောက်နဲ့တယောက်ချစ်ခင်မှုတွေရှိလာတယ်ပညာအရင်မဆုံးလင်ပေမဲ့သူတို့မှာလူမှုရေးဆက်ဆံရေးအဆုံးပေါ့နော်တိုးတက်လာတာမျိုးရှိတာပေါ့နော်ကျမပန်းပြိုလက်ကပညာပေးတွေဘာတွေဘယ်တော့အဲ့လိုမိဘပညာပေးအစီအစဉ်လာလုပ်ပေးတဲ့အချိန်ကျမအစိတ်အပြောင်းနဲ့လုံးဝကိုပြောင်းလဲသွားတာင်းရပန်းပြိုလက်သူကောနာหลักแล้วว่านี่มุ่งลบลงแล้วไงကျမနာမည်ကမြမြကြီးလို့ခေါ်ပါတယ်ကျမရဲ့အမျိုးသားချီဖွေကံပန်ကပေါ့ချီဖွေကံပန်ကကျမမိုင်းနာကအဲ့ဒါဒီယောက်ျားနောက်လိုက်တော့မှဒီမှာစစ်ဆောင်ခဲ့ဒီစုံတွေကမှနေရ8နှစ်ကျော်9နှစ်လောက်ရှိပြီပေါ့နော်အပြင်ကျမတို့မိသားစုအခြေအနေကတော့ဘယ်လိုပြောရမလဲဆိုတော့အခုခါတိုင်းတော့အမျိုးသားရှိတော့နည်းနည်းအဆင်ပြေတာပေါ့ချောင်းဘာဖြစ်ဖြစ်ငွေရှိုင်းလူရှိတယ်ဆိုတာအဆင်ပြေအခုကအမျိုးသားလည်းမရှိတော့ဘူးကျမမုတ်ဆိုးမဖွားနေတဲ့ကလေးလေးရောက်မေးကလေးလေးရောက်နေအဲ့လိုရုံးကန်ရပါဘောနော်ဆရာဒါပန်းပြိုလဲအကြောင်းပြောရမယ်ဆိုကျမအရင်တော့ကလေးတွေပြောချင်တာအရန်စိတ်မရှိတာပေါ့စိတ်လုံးဝကိုမရှိတာညဆိုလည်းညထားရိုက်ချင်းစိတ်ပေါက်တယ်တခါစိတ်မရှိတာကျမကဒူးလိုမျိုးဟုတ်တယ်ကျန်ကူကောလင်းဘက်ကအရာအစားတော့ကနေရတာဘယ်ချင်းပြီးထားရိုက်တယ်ကျမစိတ်လုံးဝကိုမရှိတာကလေးဘယ်လိုလုပ်ရမလဲဘယ်လိုနေရဘယ်လိုအပြောဆိုဘယ်လိုနေရိုင်းတဲ့စင်းထင်မှာတော့မပါဘူးဆိုပေမဲ့ကလေးတွေအပေါ်စိတ်မရှိတာကျမတခုခုလုပ်နေပြီဆိုအမေမအားဘူးနင်တို့အမေမအားမတွေ့ဘူးလားပေါ့အမေပြောမိတာဆိုမိတာတွေရှိတယ်လို့ပေါ့နော်ဆရာအခုကျကလေးတွေကပေါ့နော်ကိုကတခုခုလုပ်နေတယ်ရှိတော့အရင်တော့ကလိုစိတ်မကြမ်းတော့ဘူးကွယ်အမေသားလေးလုပ်နေနော်တမီခဏလေးစောင့်ပေးအောင်အမေသားလေးလုပ်ပြီးရင်ပေးမယ်မဟုတ်ဝယ်ပေးဆိုလဲအခုခဏလေးစောင့်ပြီးဝယ်ပေးမယ်ဘလောက်ပဲစိတ်တူချင်စိတ်အရန်ကိုလျှော့ထားဆရာကျမလေးဘာမှကလေးတော့ order စိတ်ဆိုပို့မရှိအခုချိန်ဆိုသူ့အဖေမရှိဆိုတွဲတာဆရာဆိုလို့ကျမတယောက်ပဲရှိရဆိုတော့ပိုးပြီးမှကိုစိတ်လျှော့ထားတယ်ကျမပန်းပြိုလက်ကပညာပေးတွေဘာတွေဘယ်တော့အဲ့လိုမိဘပညာပေးအစီအစဉ်လာလုပ်ပေးတဲ့အချိန်ကျမအစိတ်အပြောင်းနဲ့လုံးဝကိုပြောင်းလဲသွားတာပတ်စံအလောက်မချမ်းတိုင်တော့မှစိတ်လေးရှည်နိုင်တယ်လို့စိတ်ချမ်းပန်းပြိုလက်ကြောင့်ပါအဲ့ဒါလေကျေးဇူးပါ
อันนู้นนี่ก็ช่องนี้จะพูดนู่นนี่ก็นั่นเองจะพูดนู่นนี่จำนวนอย่างบุกาเด็ดนะนั่นเด็ดเพียงจะนั่งจะเย็นขัดวันอันนู้นนี่ยองเรกรุเรื่องมานี่นุ่มข้องหลังข้องมานี่เพิ่มมาเด็กช่องโตขันว่าไงน้องก็ไม่บุงดีชงวนเต็มบีน้องก็ไม่สัจดูชงวนเต็มบีน้องก็อาจจะมึงก็ไม่เรื่องพังโตดันเรพาชงวนเต็มมึงก็ไม่มีเทมานี่เพิ่มซ้อมชาชงวนได้แต่กุยเทเลยมานี่ก็ฉันเทน้ำมีเทฉันเทเจกโลว่านาเรบินลูกคาก็โลลูนาเรงูมิดนี่ว่าเจน่ามิดโลลมบินว่าดินาเชกำพามิดนี่ร้องว่าลูงูดังนั้นนี่เพ่คิวร้องเทเองแต่คุณนะอันเทเพ่สาสรีนจินยายเพ่เกเจจูกบายจูดุมกาเทแต่คุณอาคิวรองไงคุณอาคำลาลูลำนี้เพ่สุนดันมิวคุเรจูบาเซ Once a month, our Bambulat staffs visit to each IDP camp and meet their leaders to observe and discuss about the ongoing process we running. We promote effective communication, fostering positive relations with all stakeholders. ပြုလဲဆိုတဲ့အဖွဲ့အစည်းတစ်ခုကတော့လူအတိုင်းဝိုင်းအတွက်ဒီကဘာမြေကြီးအတွက်တော့မရှိမဖြစ်လူအပ်တဲ့အဖွဲ့အစည်းတစ်ခုဟုတ်တယ်လို့ကျွန်တော်အနည်းချုပ်ပြီးတော့ကျွန်တော်ပြောချင်တယ်။ပန်းပြူလက်အဖွဲ့အစည်းရောက်လာတာကျွန်တော်ထင်တယ်2019စခန်းထူထောင်တဲ့နောက်တစ်နှစ်လောက်ခြားတဲ့နောက်မှာရောက်လာပြီလို့ထင်တယ်6နှစ်လောက်တော့ရှိသွားပြီပေါ့နော်။ဒီပန်းပြူလက်ရောက်လာတဲ့အချိန်ကျတော့ပန်းပြူလက်ကျတော့မိဘတွေကိုအမြင်ဖွင့်လုပ်ပေးတယ်ကလေးဆိုရင်လည်းဘလူနေရတယ်ဒီဖွင့်ပြမှုအပိုင်းနဲ့ဘလူရှိရမယ်မိဘဆိုရင်လည်းသားသမီးတွေကိုဘလူဆုံးမရမယ်နောက်ဆုံးအိမ်ထောင်မိသားစုမှာလင်းနေမယားမှာဘလူမျိုးအချိတ်ဆက်လေးတွေနော်ဘလူမျိုးမိသားစုကိုထူထောင်ရမယ်ဆိုတဲ့ပညာပေးလေးတော်တော်လေးကိုတင်ခန်းစာလေးအင်မတန်မှကိုရတယ် ရှင်ဝိုင်ဖာချီနီကိုအန်ချေဖေကိုဂိုင်းအကျူငါရီกุมโปรเทมรีลายังนูไอ้ผัดชีเรงไงอันที่ก็ผัดชีเจนี่เรงไงอาศักกปาวาติมุเจน่าติงเกมาเลยคูเปลี่ยนมาเลยยาเชอันที่นี่ก็มุเจไม่จังอาศักกปายมุเจไม่จังดูมาได้ဒီပန်းပြူလက်လေးဝင်လာတဲ့ခါကျတော့တော်တော်လေးကိုခွာသွားတယ်ဒါပေမဲ့အခုကျလုံးလုံးကိုတက်စစ်ကောင်းကောင်းကြီးကောင်းသွားတယ်တော့မဟုတ်ဘူးဒါပေမဲ့လေနော်အရင်ကိုပြောင်းလဲသွားတယ်ဒီစခန်းထဲမှာဘယ်လိုပြောရောက်လာတဲ့မိသားစုတွေအခြေအနေကိုကြည်ရင်တုံးတက်ရင်းနဲ့လေကျွန်တော်စခန်းထဲမှာလည်းမဟုတ်အပြင်မှာလေးကျွန်တော်ဒီပန်းပြိုးလက်အဖွဲ့အစည်းတွေအတင်းတော်မှာတော့၎င်းနေနော်ရက်ရွာအုပ်ချုပ်ရဲ့ရက်ကွက်မှာတော့၎င်းဝင်ဆန့်ပြီးမှကျွန်တော်ဒီပညာလေးတွေမိသားစုဘယ်လိုပြောမလဲမိဘအမြင်ဖွင့်တာသမီးအမြင်ဖွင့်ဒီရက်ကွက်ဆိုရက်ကွက်လူကြီးတွေအမြင်ဖွင့်ဒါမျိုးလေးတွေကျွန်တော်ချပေးနိုင်ဖို့တော့ကောင်းတယ်လို့ဒီပန်းပြိုးလက်ဆိုတဲ့အဖွဲ့အစည်းလေးကရေရှည်နော်ကဘာတီတီကျွန်တော်တို့မဖြစ်မစည်းပဲတဲ့ထူထောင်ထားရင်တော့ပို့ပြီးအဆင်ပြေလိမ့်မယ်ကဘာမြေကြီးကိုအကျိုးပြုတဲ့နည်းပညာပံ့ပိုးပေးတဲ့အဖွဲ့အစည်းဖြစ်တယ်လို့ကျွန်တော်မြင်တယ်ပန်ပြူလာဆောင်အိုင်မဂိုင်းချီချူပိုင် From camp leaders to parents, everyone has a voice. Together, we build a sportive network. The ECCD project, a symphony of care, resilience, and hope. Join us. We celebrate resilience, love, care, childhood, one smile, one story, and one playgroup at a time.